မင်္ဂလာပါခင်ဗျာဒီခါတော့ပေါ့နော်ဒီကျွန်တော်တို့ပြည်သက်တွေနဲ့မတွေ့တာလဲကြာပြီဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ဒီဘုဒ္ဓတရစေခြင်းတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဟိုအရင်တော့ကလည်းပြည်သက်တချို့ခဏခဏမေးတယ်အဲ့လိုမေးတဲ့အတွက်ပေါ့နော်ကျွန်တော်လည်းတက်နိုင်တဲ့လောက်တော့ဖြေခဲ့တယ်ပေါ့နော်သို့တော်လည်းပဲအကြောင်းအရာကပိုပြီးတိုက်ဆိုင်လာတဲ့အတွက်ပေါ့နော်ဟိုထက်ပြောတဲ့အကြောင်းရင်းကဒီလောကမှာလည်းဒါတွေရှိပါလားဆိုတဲ့အကြောင်းအရာမျိုးလေးသိသွားအောင်ပေါ့နော်အဲ့ဒါလည်းကျွန်တော်ပြောပြချင်တာပါခင်ဗျာဘယ်လိုအကြောင်းအရာမျိုးလဲဆိုတော့ဒီMMA လောကပေါ့နော် martial လောကမှာလုပ်ပွဲတွေမရှိဘူးလားဆိုတဲ့ကိစ္စပါဒီကိစ္စနဲ့ပတ်သက်လို့ပြည်သက်တော်တော်များများကတော့ဒီ one championship နဲ့နှိစက်တယ် one championship မှာဆိုရင်ဘယ်လိုကိစ္စတွေပေါ်ပေါက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အခါအားလျော်စွာရှင်းပြခဲ့တယ်ပေါ့နော်အဲ့တုန်းကတချို့ပြည်သက်တွေကတော့ဘယ်လိုပုံစံမျိုးပြောကြလဲဆိုတော့ UFC ဆိုရင်ဒါမျိုးတွေမရှိဘူးဘာညာပုံစံမျိုးနဲ့ပြောကြပါပေါ့နော်ဒီတစ်ခါလောလောလတ်လတ်ဖြစ်လာတာကအဲ့ဒီ UFC မှာပေါ့နော်ဒီတစ်ပတ်ကျင်းပသွားတဲ့ဒီ UFC Fight Night ပြိုင်ပွဲမှာလုံပွဲတန်ရပွဲတစ်ပွဲပေါ်ပေါက်ခဲ့တယ်ပေါ့နော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး company ဘက်ကလည်းတော်တော်ကြီးကိုအရေးတယူနဲ့ဆောင်ရွက်နေတယ်ပေါ့နော်အဲ့လိုအနေထားလေးကိုကျွန်တော်ပြည်သက်တွေကိုသိစေချင်တာပေါ့နော်အဓိကတော့ဘ ഹു တုတပေါ့ထိုးကြကြိတ်ကြတဲ့ပွဲတွေကဖိုက်တာတွေကဒီစာချုပ်ကြီးရသွားတယ်ဆိုရင်တောင်သူကပွဲအရေးအတွက်နဲ့ချုပ်ကြတာများတယ်အဲ့လိုစာချုပ်ပွဲအရေးအတွက်နဲ့ချုပ်ကြတဲ့အနေထားမှာထားပါတော့ fighter တယောက်က3ပွဲတော်၎င်း5ပွဲတော်၎င်းချုပ်လိုက်မယ်အဲ့ဒီအနေထားမှာရှေ့ကပွဲတွေကဥမာ2ပွဲရှုံးတယ်3ပွဲရှုံးတယ်ဆိုရင်နောက်ပွဲတွေနိုင်ရင်တော့သူ့အနေနဲ့ကနောက်ထပ်စာချုပ်သစ်ကန်လန်ဘိုကမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမဖြစ်နိုင်တော့အတွက်တချို့သော fighter တွေကသူတို့ရဲ့ဂုဏ်သိက္ခာတွေကိုရင်းပြီးတော့လုပ်ပွဲပုံစံမျိုးတန်နေရတွေစော့ကြတယ်ဒီအနေထားမှာကျွန်တော်က UFC နဲ့ပတ်သက်ပြီးပြောနေရဆိုတော့ကြတော့ဒီ fighter တွေပဲစော့တာတော့မဟုတ်ဘူးတချို့သောနီးပြတွေလည်းစော့တယ်လုပ်ပွဲဘယ်လိုပုံစံမျိုးစော့လဲဆိုတော့ကိုလေးချင်းတဲ့ fighter ကဒဏ်ရာပြဿနာပုံစံမျိုးရှိတာတိတိနဲ့မို့လို့သူကအတင်းထိုးခိုင်းတယ်တစ်ဖက်ကနေဒိုင်ဘက် fighter ဘက်ကနေလောင်းတယ်အဲ့ဒီပုံစံမျိုးနဲ့လုပ်ပွဲစော့ခဲ့တဲ့နီးပြတွေလည်းရှိတယ်ဒီထင်ရှားဆုံးမှုမှာပြောရမယ်ဆိုရင် Brandon Moreno ရဲ့နီးပြဟောင်းကအဲ့ပုံစံမျိုးနဲ့ဆွဲခံရတယ်အဲ့နောက် UFC ကနေထုတ်ပယ်တယ် Brandon Moreno ဟာအဲ့နောက်ပိုင်းမှာနီးပြသက်စာအီးနဲ့ပြောင်းပြီးလက်တွဲတယ်ဒါကတော့ကျွန်တော်ပြည်သက်တွေကိုဘုဒ္ဓတာပြောပြပါဘောနော်ဒီခါပြောပြနေတဲ့အကြောင်းအရာကတော့ဒီတစ်ပတ်ကျင်းပသွားတဲ့ဒီ UFC ပြိုင်ပွဲမှာဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်အဲ့ဒီပြိုင်ပွဲမှာဘယ်လိုပုံစံမျိုးဖြစ်ခဲ့လဲဆိုတော့ဒီ UFC ရဲ့တာဝန်ရှိသူတွေကဒီ UFC Fight Night ပြိုင်ပွဲ main card ခေါင်းဆောင်မှာရှိတဲ့ပွဲတစ်ပွဲကိုတန်ရာဖြစ်တယ်ဘယ်လိုပုံစံမျိုးတန်ရာဖြစ်လဲဆိုတော့ဒီ fighter ကနိုင်ရမယ်လို့ရေပန်းစားထားတဲ့ fighter ကရှုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လောင်းကြီးတွေတိုင်းများနေတယ်များတာမှာဘယ်လိုပုံစံမျိုးလဲဆိုတော့ပထမအချိန်နဲ့တင်ရှုံးမယ်ဆိုတဲ့ပုံစံမျိုးနဲ့လောင်းကြီးတွေဇက်တိုက်ဝင်လာတယ်ပေါ့အဲ့လိုဝင်လာတဲ့အနေအထားမှာ